ပြန်လိုက်ပြီးဖြစ်ပါတယ်ပြီးခဲ့တဲ့ဖွင့်ပွဲစဉ်မှာအနိုင်ရရှိထားခဲ့တဲ့မြန်မာရေစက်ခွန်တင်ဒီနေ့ပေးထားတယ်ညာကြောင်ထပ်ပေးထားတယ်ဒီဘောတင်ပဲဆူရှန်တက်ပါချင်းနေချင်းလေးဆူရှန်တက်ပါပဲတယောက်ခောက်ထားတယ်ဒီဘောတင်ပဲရလာတင်ပဲအဲ့ဒီတော့ဖြတ်ချိုးပေးတာမာတင်ရဲ့ခန်းစစ်ကပဲခေါင်းထားမြပါတယ်ကျွန်တော်မာတင်ဘောလုံးပြန်ရတာမြအရှိပေးထားပြီမာတင်ပဲချင်းနေချင်းလေးတောက်ကမောကန်နေပေးထားတယ်မာတင်ရဲ့ကစားသမားနဲ့ရင်ဆိုင်ထွေးနေကြတာဖြစ်ပါတယ်ဒီဘောတင်ပဲဒီဘန်ကာခီမာတင်ပြန်ရတာလည်းမြတောက်လျှောက်ပဲဆိုင်ပြန်မေးအေးရဝင်လာပြီလေဖေးလာပြီနိုင်ပြီကိုဘီညာဒီချိန်မှာလည်းရဲနိုင်အောင်မာတင်တို့လိုအပ်နေတဲ့ဥဆောင်ကိုတော့ဒုတိယမြောက်ပွဲမှာဒုတိယအကြိမ်ထပ်ပြီးတော့အသွင်ယူပြနိုင်ခဲ့ပြီဖြစ်ပါတယ်ပြိုင်ဘက်ကဖိအားပေးသုံးချပြီးတော့သွင်ကိုတစ်ခုဖြစ်ပြောင်းလဲနိုင်ခဲ့ပြီဖြစ်ပါတယ်ရရှိလာတဲ့ခွင့်တစ်ခုတော့စိုင်းမြတ်မင်းအေးရထဲမှာအဆင်သင့်ရှိနေတဲ့ရဲနိုင်အောင်တော့အကောင်းဆုံးပံ့ပိုးနိုင်ခဲ့တာဖြစ်ပါတယ်ကိုဆက်ဝရန်ရေးပွဲစပိုင်းမှာပဲမြန်မာတင်ကတော့ပွဲကိုစတင်ပြီးတော့ဥဆောင်လိုက်ပြီဖြစ်ပါတယ်ဟုတ်ပါတယ်ကိုငင်ဆိုရင်အာဖဂန်နဲ့ပွဲစဉ်မှာအကောင်းဆုံးခြေစွမ်းပြခဲ့တဲ့ကစားမတစ်ဦးဖြစ်တဲ့စိုင်းမြတ်မင်းနဲ့ကျင်းနိုင်အောင်တို့ရဲ့အတွဲဖက်ခြင်းပါမြန်မာတင်ဘယ်လောက်ထိအကောင်းဆုံးထပ်ပြီးတော့စွမ်းဆောင်ပြနိုင်မလဲကျွန်တော်တို့အတူတူဆက်လက်ပြီးတော့စောင့်ကြည့်သွားမှာဖြစ်ပါတယ်ကျော်ရှုတိုက်ကနေပေးထားတယ်ရဲတိုင်အောင်လက်ကန်နေလေကျွန်တော်ပြန်တွေးထားတယ်ဒီဘောတင်ပဲရှုထပ်ပေးထားတယ်ချိန်မှာလဲမာတင်ရဲ့ခန်းစစ်ကပဲပြန်ပြီးတော့ရှင်းထုတ်ထားခဲ့တာဖြစ်ပါတယ်နေခဲ့ပဲနဲ့အခုထပ်ပို့ပြီးတော့အဆုံးသက်တွေတေချာခဲ့မယ်ဆိုရင်မြန်မာတင်နေနဲ့နောက်ထပ်သွင်းကိုရရှိနိုင်မယ့်အခွင့်အရေးလည်းရှိနေကြတာဖြစ်ပါတယ်ကျွန်တော်စီကံတင်ဆက်နေတဲ့အချိန်တွင်းမှာပဲညီဘောတင်နဲ့မြန်မာကြပိုင်းပြန်လဲညီဘောတင်ရဲ့ခက်စားမတွေဆိုင်မြမင်းကိုအလိုပေးခဲ့ခြင်းမရှိဘဲနဲ့လိုက်လန်ဟန်တာထားခဲ့ပြီးမာတင်ထောက်ကမောကန်ခွင့်အောင်ပဲကျင်းနေအောင်ပဲရာရာတင်မဲ့ရင်းနေအောင်လက်ကန်တယ်မာတင်ရဲ့ဒီကတိုက်စစ်သားမရဲနေအောင် area အပြင်ဘက်ကနေကိုရရှိဖို့ကြိုးစားခဲ့ရလည်းဖြစ်ပါတယ်ဒီကသူ့ရဲ့ကန်ချက်ကတော့ကောင်းမွန်ခဲ့ပေမဲ့လည်းကိုပါရန်ဘောကနေနေငယ်လေးကတ်ထွက်သွားခဲ့ပြီးတော့ဆိုင်မြမင်းပဲခင်ဗျာဆိုင်မြမင်းရာတဲ့ဒီမဲ့ဆိုင်မြမင်းလင်းရောင် area မှာရလည်းမဲ့လင်းအောင်လက်ကန်တယ်ပိတ်တယ်လင်းအောင်ရဲ့ဒီမှာပြည်သက်တွေမျောလင်းနေတဲ့အဆင့်မြင့်နိုင်ငံကပြိုင်ပွဲကြီးစီကိုရောက်ရှိသွားနိုင်မလားကျော်တွေရင်ခုန်စွာဆက်လက်ဆောင်ကြည့်သွားမှာဖြစ်ပါတယ်လက်ရှိချိန်မှာတော့နီဘောတင်ရဲ့ခန်းစစ်ကစားသမားပူပန်ကာမီတန်ရရှိနေကြရတယ်ဖြစ်ပါတယ်ဒါကြောင့်မလို့ဖြစ်တော့ကိုရောလောက်ခတ်နေနဲ့နီဘောတင်ရဲ့ခန်းစစ်ကိုထိုးဖောက်ဝင်အောင်ကြိုးစားခဲ့ရတယ်ဖြစ်ပါတယ်နောက်ကနေပူပန်ကာမီဆိုင်မြတ်မင်းကိုကန်တယ်လူခန့်ကျော်ဝေးရနေလောကမကန်ထားပေးတယ်အဲ့ဒီကွန်တက်ထားတယ်ကတိုက်တယ်ပိတ်တယ်ကိုဘီခင်ဗျာအကြီးချိန်မှာတော့မြန်မာတင်လိုအပ်နေတဲ့ဒုတိယမြောက်ဦးဆောင်ဖို့တော့တင်းကောင်းဆောင်အောင်တီဟာသူယူပေးသွားနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်ပွဲစားချိန်68မိနစ်ရောက်မှာတော့ရှုပ်ချက်ခတ်နေတဲ့ထောက်ကမော်နေထားကနေပြန်ရှက်ထွက်လာတဲ့ဒီမှာပွဲစဉ်မှာလည်းထောက်ကမော်ကနေမျိုးခန့်ကျော်ရဲ့ဦးဆောင်ကိုဖိုင်တီပေးခဲ့တဲ့အောင်တီဟာဒီနေ့ပွဲစဉ်မှာလည်းထောက်ကမော်ကနေပဲရလာတဲ့အခွင့်အရေးကိုကောင်းမွန်စွာဆုံးသက်ပြီးတော့မြန်မာတင်အတွက်ဒုတိယမြောက်ဦးဆောင်လေပေးထားတယ်ချိန်မှာလည်းမာတင်ရဲ့ခန်းစစ်ကပဲပြန်ပြီးတော့ဘေးစီကိုချော်သွားတဲ့အနေအထားတစ်ခုမှာဘာကြောင့်လူစားဝင်ကစားမဝင်းစော်ရဲ့ပြဖို့မှုကတော့အတော်လေးလိုအပ်ချက်တော့ရှိသွားခဲ့တာချိန်မှာလည်းမာတင်ရဲ့တိုက်စစ်ဆင်မှုအနေငယ်တော့အလောကြီးသွားရလို့ဆိုအောင်မှာဖြစ်ပါတယ်အောင်တီဟာဒါပဲအေးရမော်ပေးရတယ်ခေါက်တိုက်ပြီကိုဘီညာခန်းစစ်ကမျိုးခန့်ကျော်ပြီးခဲ့တဲ့ပွဲစဉ်တော့လိုပဲဒီနေ့ပွဲစဉ်မှာလည်းမြန်မာတင်ကိုပြန်ပြီညာတော်တော်လေးလှောက်ပါတဲ့အသွင်ကိုလို့ဆိုရမှာဖြစ်ပါတယ်ကျွန်တော်ပြောလို့မဆုံးခင်တင်ထားမှာပဲမြန်မာတင်ရဲ့တိုက်စစ်ကလုံးဝမရက်တတ်မင်းနဲ့နောက်ထပ်သွင်းကိုတစ်ခုတော့ထပ်ပြီးတော့ပိုင်ဆိုင်သွားခဲ့ပြီဖြစ်ပါတယ်ဒီသွင်းကိုကမြန်မာတင်ရဲ့ပြည်သက်တွေအတွက်ရော
အတော်လေးအားရကျဉ်းတဲ့ဖို့ကောင်းတဲ့လှပတဲ့သွင်းကိုတစ်ခုဖြစ်တော့ရှိနေခဲ့တာဖြစ်ပါတယ်။ရိုက်မတင်ရဲ့ခန်းစစ်ကစားမတွေလိုမှကာကွယ်ခြင်းတောင်မရဘဲနဲ့ဒီသွင်းကိုကအတော်လေးကျွတ်မှာလည်းဖြစ်ပါတယ်။ဗီဒီယိုချန်နယ်ရုပ်သံလိုင်းနဲ့ပြုံးပလေး Sport YouTube ကနေထိုင်ကြည့်ရှုနေကြတဲ့ပရိသတ်များအားလုံးပဲ